ကျွန်တော်တို့ဒီကနေ့ကတော့ဒီဖေဖော်ဝါရီလ20ရက်နေ့တင်းနှင်းကုန်နေညဆိုတော့ပွဲစဉ်ကောင်းနေကျွန်တော်အများကြီးကစားသွားဖို့ကြံနေပါတယ်ဆိုတော့ထုံးစံတိုင်းကျွန်တော်ဒီညမှာလည်းဒီအကောင်းဆုံးဖြစ်မဲ့ပွဲစဉ်လေးကျွန်တော်၄ပွဲတည်းကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျမနေ့ကတော့ဒီကျွန်တော်ဗီဒီယိုနှစ်ဖိုင်လုပ်ပြီးတော့ကျွန်တော်9ပွဲရွေးချယ်ပေးခဲ့တယ်ဒီ9ပွဲထဲမှာဆိုရင်ကျွန်တော်9ပွဲလောက်ကတော့အားလုံးဆင်ပြေကြမယ်လို့ထင်ပါတယ်ဒီပထမကျွန်တော်၄ပွဲထဲမှာဆိုရင်လည်းဒီကိုမိုဘော်ဒီကတော့ကျွန်တော်100ရာခိုင်နှုန်းဆင်ပြေခဲ့တယ်နောက်ကျွန်တော်တို့ဒီဘတ်တင်နဲ့ဘယ်လီကာနိုပွဲကျွန်တော်အဲ့ပွဲကလည်းကျွန်တော်ဒီဘယ်လီကာနိုအသင်းနဲ့ကိုကကိုယူရှယ်ပေးခဲ့တာဆိုတော့ကျွန်တော်အဲ့ပွဲလေးကလည်းနှစ်ကြောင်းလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်ကျန်တဲ့ကျွန်တော်တို့ဒီဘရက်ဖို့ဘော်ဒီနဲ့ကျွန်တော်ဒီလီဗာပူးဆင်ဘော်ဒီကျွန်တော်အဲ့ပွဲလေးနှစ်ပွဲကတော့မှားသားခဲ့တယ်ဗျနောက်ဖိုင်ထဲမှာဆိုရင်တော့ကျွန်တော်ဒီမန်စီးတီးအသင်းရဲ့ရီရဲ့ဂိုးဘော်ရဲ့ကျွန်တော်ဒေါ်မွန်ဂိုးဘော်ရဲ့ကျွန်တော်၃ပွဲပေးခဲ့တာအဲ့၃ပွဲမှာဆိုရင်လည်းကျွန်တော်တို့ဒီဒေါ်မွန်ဂိုးဘော်ကလည်းကျွန်တော်100ရာခိုင်နှုန်းဆင်ပြေခဲ့တယ်နောက်ဒီရီရဲ့မက်ထရစ်ကျွန်တော်ဂိုးဘော်ကလည်းကျွန်တော်ပြားသားလေးနဲ့ဆင်ပြေခဲ့တယ်မန်စီးတီးဘော်ဒီကတော့ကျွန်တော်ပြားလေးနည်းနည်းရှုံးသွားတယ်ဗျဆိုတော့ကျွန်တော်မနေ့ညကတော့ကျွန်တော်9ပွဲမှာ5ပွဲလောက်ကတော့အဆင်ပြေခဲ့ပါတယ်အဲဒါကြောင့်ကျွန်တော်ဒီညမှာဆိုရင်လည်းဒီအကောင်းဆုံးဖြစ်မဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ရွေးချယ်ထားပါတယ်ဗျဒီခုမှအောင်ဆုံးတပွဲအနေနဲ့ကတော့ကျွန်တော်ဒီပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ပဲလေးအသင်းနဲ့ဟူအသင်းကိုရွေးချယ်ပေးခြင်းနဲ့ဒီပွဲကကျွန်တော်ညဒီ7နာရီခွဲမှာကစားသွားကြပါမယ်ဒီနေ့တင်ကျွန်တော်ပထမကြောမှာတော့ပဲလေးအသင်းကပဲကျွန်တော်အဝေးကွင်းမှာ0-2နဲ့နိုင်ထားတယ်လက်ရှိမှာလည်းကျွန်တော်ပဲလေးအသင်းကပဲကျွန်တော်အိမ်ကွင်းမှာ1+25ကျော်ဘော်ဒီဂျေးနဲ့ကိုပေါင်းဂျေးမှာဆိုရင်တော့3+95ပေးထားပါတယ်ပဲလေးအသင်းကကျွန်တော်လက်ရှိဒီကားတန်းဖောင်ကတော့အရင်ကြီးမကောင်းပါဘူးပရီးမီးယားလိကျွန်တော်နောက်ဆုံး5ပွဲမှာဆိုရင်လည်းဘရိုက်တန်အသင်းကိုကျွန်တော်ဝေးကွင်းမှာနိုင်ထားတဲ့ပွဲကျွန်တော်အဲ့ပွဲလေးတစ်ပွဲလောက်ပဲရှိထားပြီးတော့ဖော်ရက်ကိုတည်နေကျွန်တော်ဒီ3ပွဲကတော့ရှုံးထားပါတယ်တစ်ဖက်ကကျွန်တော်ဦးကတော့ဒီအချိန်တိုင်းကျွန်တော်တန်းဆင်းသွားရတော့မဲ့အသင်းပါဗျလက်ရှိကျွန်တော်တို့ဒီပရီးမီးယားလိအသင်းတွေထဲမှာဆိုရင်လည်းအပေးကိုအများဆုံးအသင်းဖြစ်ပြီးတော့ဒီဟာဒီကျွန်တော်တို့ဒီ29ပွဲကစားပြီးမှဆိုရင်လည်းကျွန်တော်နိုင်ပွဲကတပွဲသာရရှိထားတဲ့အသင်းဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီခုချိန်ဒီအဝေးကွင်းနိုင်ပွဲကလည်းမရှိထားသေးပါဘူးဗျဆိုတော့ကျွန်တော်လက်ရှိဒီနှစ်သင်းစလုံးရဲ့ဒီလက်တလောဖောင်ကတော့အသိမကောင်းပါဘူးဒါပေမဲ့ကျွန်တော်လက်ရှိဒီပေးထားတဲ့ကြေးရကိုပဲကျွန်တော်ကြည့်ရမယ်ဆိုရင်တော့ပဲလေးအနေနဲ့ကျွန်တော်ဒီပွဲမှာကတော့ဒီနိုင်ကိုနိုင်ရမယ့်ကြေးမျိုးပေးထားတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာဒီဘိုဂီဒီခေါ်တဲ့နောက်ကိုလိုက်ကြည့်ခြင်းတယ်ဗျအင်ရှင်ပဲလေးအသင်းကိုပဲရွေးချယ်ပေးခြင်းပါတယ်ဒီခုနောက်ထပ်တစ်ပွဲကိုလည်းကျွန်တော်ဒီပရီးမီးယားလိတကပဲရွေးချယ်ပေးခြင်းပါတယ်ဗျကျွန်တော်စပါးအသင်းနဲ့အာဆင်နယ်ပွဲဒီပွဲကတော့ကျွန်တော်ည7:00နာရီမှာကစားသွားကြပါမယ်လက်ရှိကျွန်တော်ဒီနှစ်သင်းကြားမှာကတော့ကျွန်တော်ကွာခြားချက်ကကြီးပါတယ်ဗျဒီအာဆင်နယ်ကတော့ကျွန်တော်အားလုံးသိကြတဲ့အတိုင်းကျွန်တော်အဆင့်1မှာရှိနေတဲ့အသင်းဖြစ်တယ်စပါးကတော့ကျွန်တော်ဒီအမှတ်ပေးစရာရဲ့ဒီအဆင့်16မှာကျွန်တော်ရှိနေတဲ့အသင်းဖြစ်ပါတယ်ဒီအာဆင်နယ်အနေနဲ့ကတော့ကျွန်တော်ဒီပွဲကဒီမဖြစ်မနေကျွန်တော်နိုင်ဖို့လိုအပ်နေသလိုနောက်ထပ်လည်းကျွန်တော်ဒီအမားခံလို့မရတော့တဲ့ဒီအခြေအနေကိုရောက်နေတဲ့အသင်းဖြစ်တယ်ကျွန်တော်အောက်ကကျွန်တော်မန်စီးတီးအသင်းတွေကလည်းကျွန်တော်2မှတ်လောက်ပဲခွာရတဲ့ကြောင့်မို့ဒီအာဆင်နယ်အနေနဲ့ကတော့ကျွန်တော်ဒီပွဲကတော့ဖီအားတွေနဲ့ကျွန်တော်ကစားသွားဖို့ရှိနေပါတယ်ဒီပွဲပြီးရင်လည်းကျွန်တော်နောက်တစ်ပွဲကချက်စီးတင်းနဲ့ကျွန်တော်ကစားသွားရအောင်မှာဆိုတော့ဒီအာဆင်နယ်အနေနဲ့ကျွန်တော်ဒီပွဲတွေကချန်ပီယံဆုတဲ့ကျွန်တော်အဆုံးဖြတ်ပွဲတွေလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဒီအင်ရှင်စပါးအသင်းအတွက်ကတော့ကျွန်တော်ဒီရာဒီမှာဘာမျောလင်းချက်မှမရှိတော့ပါဘူးဗျဒီတန်းစင်းစံတွေကအသင်းတွေနဲ့ပဲကျွန်တော်ရမှတ်ပြတ်ဖို့ပဲရှိပါတယ်လက်ရှိမှာဆိုရင်ကျွန်တော်စပါးအသင်းကဒီရမှတ်ကကျွန်တော်29မှတ်ဒီသူ့အောက်ကကျွန်တော်ဖော်ရက်က29မှတ်ကျွန်တော်တန်းစင်းစုံတွေကကျွန်တော်ဝဟန်အသင်းက24မှတ်ဆိုတော့ရမှတ်ကကျွန်တော်ဒီ9မှတ်လောက်ပဲကွာပါတယ်ဗျဒါကြောင့်ကျွန်တော်စပါးအနေနဲ့ကတော့ကျွန်တော်အခက်မသိရင်ဒီတန်းစင်းစုံတွေတော့ကျွန်တော်ပါသွားနိုင်တဲ့ဒီအသင်းမျိုးဖြစ်နေတဲ့အသင်းဖြစ်တယ်သူတို့နှစ်သင်းကျွန်တော်ပထမကြောက်တွေးဆုံမှုမှာတော့ကျွန်တော်အာဆင်နယ်ကပဲကျွန်တော်အိမ်ကွင်းမှာ4-1ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်နိုင်ထားတယ်လက်ရှိမှာလည်းကျွန်တော်အာဆင်နယ်အသင်းကပဲကျွန်တော်အဝေးကွင်းမှာဒီတလုံးတည်ပေးထားပြီးတော့ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်လည်း3+50ပေးထားပါတယ်ဆိုတော့ကျွန်တော်ဒီပွဲကဒီအဝေးကွင်းဖြစ်ပေမဲ့လည်းအာဆင်နယ်အသင်းကိုပဲယူရမှာပဲဗျသူ့အနေနဲ့ကျွန်တော်အမားခံလို့လည်းမရတဲ့အတွက်ကြောင့်မို့တေချာပေါ့ဒီပွဲကိုတော့ဒီတခြားလေးပြင်ဆင်လာမှာပါအဲ့တော့ကြောင့်ကျွန်တော်ဒီပွဲကိုတော့ဒီအာဆင်နယ်အသင်းရဲ့ body ကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျဂိုးပေါင်းကြီးကကျွန်တော်ဒီ3+50ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်နှစ်ဖက်ပေါင်းသွင်းကို3လုံးလောက်တော့ရောက်သွားလိမ့်မယ်လို့ထင်ပါတယ်ဗျအဲကြောင့်ကျွန်တော်ဒီပွဲကိုတော့ဇုံပေါ်ကိုပဲရွေးချယ်ပေးချင်ပါတယ်ဒီခုနောက်ထပ်တစ်ပွဲကိုတော့ကျွန်တော်စပိန်လာလီဂါတွေကရွေးချယ်ပေးထားပါတယ်ဗျကျွန်တော်ဘာစီလိုနာနဲ့လီဗန်ဒီပွဲဒီပွဲကတော့ကျွန်တော်ည9:45မှာကစားကြမယ့်ပွဲဖြစ်တယ်လက်ရှိကျွန်တော်ဘာစီပေးထားတဲ့ကြီးကတော့တော်တော်လေးကြီးပြင်းပါတယ်ဗျ3လုံးကိုတော့မှကျွန်တော်80ပဲစားရမှာဆိုတော့အကြီးကတော့တော်တော်လေးပြင်းပါတယ်ဂိုးပေါင်းကြီးမှာဆိုရင်ကျွန်တော်4လုံးကို9ပြားရှုံးပေးထားတာကိုတွေ့ရပါတယ်ဆိုတော့ဒီပွဲကတော့ရှင်းပါတယ်ဗျကျွန်တော်ဘာစီအနေနဲ့ဂိုးပြတ်မပြတ်ပဲစောင့်ကြည့်သွားမယ်ပွဲဖြစ်တယ်လက်ရှိကျွန်တော်ဒီဇရာရက်တမှုအရာရောခြေစမ်းပိုင်းအရာရောကျွန်တော်တော်တော်လေးကွာတဲ့အသင်းအသင်းဖြစ်ပါတယ်ဘာစီကကျွန်တော်လက်ရှိမှာအဆင့်1မှာကျွန်တော်ရက်တည်တယ်လီဗန်ဒီကတော့ကျွန်တော်တို့တန်းစင်းစုံဒီအဆင့်19မှာရှိနေတဲ့အသင်းဖြစ်ပါတယ်
ဒါပေမဲ့ကျွန်တော်ဒီပထမကြော့ကျွန်တော်လီဘန်ဒေးအိမ်ကွင်းမှာတော့ဒီအသင်းကကျွန်တော်ဘာစီလိုနာကိုကျွန်တော်အပြန်လန်ဂိုးတွေနဲ့ကောင်းကောင်းကြီးကျွန်တော်ဒုက္ခပေးကစားပြသွားနိုင်တာကိုတွေ့ရတယ်ဘာစီအနေနဲ့အဲ့ပွဲမှာကျွန်တော်မိနစ်60ကျွန်တော်အချိန်ပိုကြမှာ OG ဂိုးနဲ့ပဲကျွန်တော်ကောင်းကောင်းလို့နိုင်သွားခဲ့တာကိုတွေ့ရပါတယ်ဆိုတော့လက်ရှိကျွန်တော်ဘာစီအိမ်ကွင်းမှာကျွန်တော်လီဘန်ဒေးအနေနဲ့ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့တစ်ချက်ဆောင်ကြည့်သွားရပါမယ်ဘာစီအနေနဲ့ကလည်းကျွန်တော်ဒီပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်ဂျီနိုဝါကိုအသင်းကိုရှုံးထားရတဲ့ကြောင့်မို့ကျွန်တော်ဒီပွဲကသူ့အတွက်ကျွန်တော်မဖြစ်မနေနိုင်ပွဲပြန်ယူရမယ့်ပွဲဖြစ်တယ်သူကဒီပွဲနိုင်လိုက်မယ်ဆိုရင်တော့ကျွန်တော်အဆင့်1နေရာကိုပြန်လည်တက်လက်နိုင်မှာဖြစ်တဲ့ကြောင့်မို့ဘာစီအနေနဲ့ကလည်းဒီပွဲကိုတော့ကျွန်တော်တို့အမှားခံမှာမဟုတ်ပါဘူးဗျလက်ရှိကျွန်တော်ဒီပေါက်ကြီးကလည်းကျွန်တော်ကြေးပြင်းပြင်းပေးထားတာဆိုတော့ဘာစီလိုနာအသင်းနဲ့ပဲလက်တွဲစီချင်ပါတယ်ဗျ3လုံးလောက်တော့ရောက်သွားလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပွဲကိုတော့ဒီအေရှင်ဘာစီလိုနာအသင်းရဲ့ body ကိုပဲရွေးချယ်ပေးချင်ပါသေးတယ်ဒီခုနောက်ဆုံးပွဲကိုတော့ကျွန်တော်ဒီစီးရီးတွေကရွေးချယ်ပေးချင်ပါတယ်ကျွန်တော်အက်တလန်နာနဲ့နာပိုလီပွဲဒီပွဲကကျွန်တော်ည7နာရီခွဲမှာကစားသွားကြပါမယ်ဗျပေါက်ကြီးကတော့ကျွန်တော်အင်ရှင်အက်တလန်နာကပဲကျွန်တော် level 25ပေးထားပြီးတော့ကျွန်တော်ဂိုးပေါင်းချင်းမှာဆိုရင်တော့2-90ပေးထားပါတယ်ဒီသူတို့နှစ်သင်းကျွန်တော်ပထမကြော့မှာတော့နာပိုလီက3-1နဲ့နိုင်ထားတယ်လက်ရှိကျွန်တော်ဒီဇီယာရက်တမှုမှာဆိုရင်လည်းကျွန်တော်နာပိုလီကအဆင့်3မှာရှိနေတဲ့အသင်းဖြစ်တယ်ကျွန်တော်အက်တလန်နာကတော့အဆင့်9မှာရှိနေတဲ့အသင်းဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်အောက်အသင်းကကျွန်တော်အပေါ်အသင်းကိုကြေးပြန်ပေးထားတာဆိုတော့ဒါလေးတစ်ချက်တော့ကျွန်တော်နည်းနည်းလေးစဉ်းစားကြရဗျဆိုတော့ကျွန်တော်ကြေးပြန်ပေးထားတဲ့ဒီအက်တလန်နာအသင်းရဲ့ကျွန်တော်လက်တော်ရလက်တွေကိုကျွန်တော်အချက်ကြည့်လိုက်ရအောင်ဗျအက်တလန်နာကကျွန်တော်လက်ရှိဒီစီးရီးကျွန်တော်နောက်ဆုံး10ပွဲသက်ကျွန်တော်ရှုံးပွဲမရှိထားသေးဘူး2ပွဲတည်နေကျွန်တော်6ပွဲထိကိုနိုင်ထားတာကိုတွေ့ရတယ်ဒါအပြင်ကျွန်တော်နောက်ဆုံးတို့ဒီစီးရီးကျွန်တော်အိမ်ကွင်း4ပွဲသက်နိုင်ထားပြီးတော့အိမ်ကွင်းဖောင်လည်းတော်တော်လေးကောင်းနေတာကိုတွေ့ရတယ်နောက်ပြီးတော့ကျွန်တော်တိုက်စစ်ကလည်းဒီ4ပွဲမှာကျွန်တော်6ထိရထားပြီးတော့ခန်းစစ်ကတော့ကျွန်တော်တို့ဒီ4ပွဲမှာကျွန်တော်တကိုးပဲပေးထားရပါတယ်ဆိုတော့အက်တလန်နာအသင်းကကျွန်တော်ဒီအိမ်ကွင်းဖောင်ကောင်းတဲ့အသင်းလို့ယူဆလို့ရတဲ့အတွက်ကြောင့်မို့ကြေးပြန်ပုံပေးထားတယ်လို့ပြောလို့ရပါတယ်တစ်ဖက်ကကျွန်တော်နာပိုလီသင်းကိုကြည့်ရမယ်ဆိုရင်တော့နာပိုလီကကျွန်တော်စီးရီးကျွန်တော်နောက်ဆုံး5ပွဲထဲမှာဆက်ဆူလိုကိုကျွန်တော်အိမ်ကွင်းမှာနိုင်ထားတယ်ဖီယိုကိုလည်းအိမ်ကွင်းမှာပဲကျွန်တော်နိုင်ထားတယ်နောက်ကျွန်တော်ဂျီနိုဝါကိုအဝေးကွင်းမှာထပ်နိုင်ထားပြီးတော့ကျွန်တော်ဂျူဗင်တက်ကိုတော့အဝေးကွင်းမှာရှုံးထားပါတယ်ဒီနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်ပွဲမှာတော့အိမ်ကွင်းမှာကျွန်တော်ဝရိုမာအသင်းကိုတေချထားတာကိုတွေ့ရတယ်ဆိုတော့နာပိုလီကဒီနောက်ဆုံး5ပွဲမှာ3ပွဲနိုင်1ပွဲသေးကျွန်တော်1ပွဲရှုံးထားတဲ့ရလက်ကတော့မစိုးပါဘူးသူလည်းကျွန်တော်ရလက်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်အသင်းစလုံးရဲ့လက်ရှိကျွန်တော်ခြေစမ်းပိုင်းကတော့တိတ်မကွာပါဘူးဒီအက်တလန်နာအနေနဲ့ကျွန်တော်အိမ်ကွင်းအားတာချက်လည်းရှိရရဲ့နောက်ဒီအိမ်ကွင်းဖောင်လည်းကောင်းနေတဲ့အတွက်ကြောင့်မို့ဒီပြားရှုံးလေးပေးထားတယ်လို့ပြောလို့ရပါတယ်ဒါကြောင့်ကျွန်တော်ဒီနှစ်သင်းကဒီခြေစမ်းပိုင်းရရန်ကြီးမကွာတဲ့အသင်းတွေဖြစ်တဲ့ကြောင့်ဒီပွဲမှာကျွန်တော်ကြိုက်တဲ့အသင်းကိုနေလို့ရပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီပွဲမှာဒီအိမ်ကွင်းဖောင်ကောင်းနေတဲ့အက်တလန်နာအသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျနောက်တစ်ခုအနေနဲ့ကျွန်တော်ဒီပွဲမှာဒီဂိုးပေါင်းအပေါ်ကိုလည်းကြိုက်ပါတယ်ဗျ2-90ပေးထားတဲ့ပွဲမှာဒီနှစ်ဖက်ပေါင်းသုံးကိုကျွန်တော်3လုံးတော့ရောက်သွားလိမ့်မယ်လို့ထင်ပါတယ်ဒီသူတို့နှစ်သင်းကျွန်တော်နောက်ဆုံးတွေ့ဆုံထားတဲ့ပွဲစဉ်တွေတော်တော်များများဆိုလဲဒီနှစ်ဖက်ပေါင်းသုံးကကျွန်တော်3လုံးထိရောက်ထားတာဆိုတော့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုလည်းရွေးချယ်ပေးချင်ပါသေးရဲ့ဗျဟုတ်ကဲ့ပါကျွန်တော်ဒါကတော့ဒီကနေ့စူပါဆန်နေ့ညမှာကစားကြမယ်ကျွန်တော်ပွဲစဉ်လေးတွေမှာကျွန်တော်ကြာဆုံးပွဲစဉ်လေး၄ပွဲပါဗျဒီထဲမှာကျွန်တော်ကြိုက်မိတဲ့ပွဲလေးပိုင်းလည်းဘက်ကံပြီးစောပါလို့ကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကညီကိုတို့အကျိုးရှိရဆိုရင်ကျွန်တော် channel လေးကိုလည်း like and subscribe လေးမလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခုလိုအားပေးကြတဲ့ကျွန်တော်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ပါတယ်ဗျ